အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီမြို့ထဲမှာပေါ့နော်မြို့ထဲဆိုတာဒီ icon စီယန်နာလေးပြီးသွားလို့ရှိရင်ဒီမြစ်ဘေးနာလေးပေါ့နော်အဲ့နားမှာရှိတဲ့ luxury အိမ်ယာ project တစ်ခုလေးကိုကျွန်တော်လိုက်ပြချင်ပါတယ်အဲ့တော့ဒီ project ကသူ့ရဲ့ဈေးကဘတ်85တန်းကနေစတယ်သူ့ရဲ့အများဆုံးဈေးကတော့ဘတ်တန်း100ကျော်ရှိရပေါ့နော်အဲ့တော့ဒီ project ထဲမှာကျွန်တော်တို့ဘယ်လိုအိမ်မျိုးစားလေးတွေရှိလဲဆိုတာကျွန်တော်လည်းအတူတူလိုက်ကြည့်အောင်အခုဒီအခန်းကသူတို့music room လောက်ထားတာပေါ့နော်အခုကျွန်တော်ရောက်ရှိနေတာဒုတိယထပ်ပေါ့နော်ကျွန်တော်ဒုတိယထပ်လေးပဲအရင်ပြပေးမယ်အခုဒါသူ့ရဲ့ဟိုအခန်းဘေးကအကန့်လေးတစ်ခုပေါ့ပြီးသွားရင်ကျွန်တော်ဒီအပေါ်ထပ်မှာကအကြီးဆုံး master က2ခန်းရှိတယ် master အလက်က2ခန်းပေါ့နော်စုစုပေါင်း4ခန်းရှိမယ်ဒါကတော့သူ့ရဲ့ master အကြီးတစ်ခန်းပေါ့နော်အဲ့တော့ပုံမှန်အိမ်ရဲ့ feeling အရဆိုလို့ရှိရင်ဒီအိမ်ကသူကဒူးထဲလဲကြီးရဲခါကြတော့သူ့ရဲ့ master တစ်ခန်းကကျွန်တော်တို့ဟိုအိမ်တစ်လုံးစာလောက်တောင်ရှိတယ်အဲ့တော့ဟိုတော်တော်လေးကျယ်တယ်ဆိုတော့ feeling လေးကိုရတာပေါ့နော်ဟုတ်ပြီးသွားရင်ဒီဘက်မှာကသူက master အသေးတစ်ခန်းပေါ့နော်ဒါကတော့သူ့ရဲ့ master အသေးတစ်ခန်းဒီဘက်ကိုရှောက်လာမယ်ဆိုရင်သူကဒီမှာနောက်ထပ် master အကြီးဒီကတော့ master အကြီးဆုံးလို့ပြောလို့ရတယ်သူ့ရဲ့ဒီအိတ်ခမ်းပဲကတော်တော်လေးကြီးရယ်ပြီးသွားလို့ရှိရင်သူ့ရဲ့ဟိုဒါရေချိုးကန်းအိမ်သားလေးကလည်းတော်တော်ကြီးရယ်အခုဒီမှာမြင်တွေ့တဲ့အတိုင်းပေါ့နော်သူကဘတ်ထတ်တွေပါတယ်ဘေးမှာကအိမ်သားပေါ့နော်သူ့ရဲ့ဒီမှာဟိုဒါရေချိုးပြီးလို့ရှိရင်ဟိုသုံးဆောင်မဲ့ဟာလေးလည်းအကောလုံးပါတယ်ဒါကတော့သူ့ရဲ့ဟိုဟာ closet ထားတဲ့နေရာပေါ့နော်ဒါကတော့ဒုတိယ master အသေးတစ်ခန်းပေါ့အဲ့တော့ကျွန်တော်ဒီမှာမြင်ရတဲ့ feeling တစ်ခုပြောရမယ်ဆိုလို့ရှိရင် master အကြီးတွေကတော့ပြောစရာမရှိဘူးဒါပေမဲ့ master အသေးတွေမှာကျွန်တော်မကြိုက်တဲ့တစ်ခုကဘာလဲဆိုတော့သူ့ရဲ့ရေချိုးကအိမ်သားနည်းနည်းကျင်းတယ်master အကြီးတွေမှာအရန်ကျယ်ပြီးတော့အသေးတွေမှာအဲ့လိုတော်တော်လေးသေးသွားတဲ့ feeling မျိုးလေးပေါ့နော်အဲ့တခုတွေတော့ကျွန်တော်မကြိုက်ဘူးဘာလို့ဆိုတော့ဒီမှာကမိသားစုလိုက်လာနေမှာဆိုတော့လေအဲ့တော့ဟိုရေချိုးခန်းသေးတာတွေကြီးတာတွေပဲအဲ့ဒါနည်းနည်းလေးဟိုစကားပြောရမယ့်အနေထားလေးမှာရှိရပေါ့နော်ဟုတ်ဒီတစ်ခုပါပဲအခုဒါထွက်လာလို့ရှိရင်တော့ဒါသူတို့ဟိုအလားဆင်ထားတဲ့ပုံစံပေါ့နော်ဒီမီးဆွဲတွေပါတယ်နဲ့ကိုကဝယ်မယ်ဆိုလို့ရှိရင်တော့ဒါတွေတော့မပါဘူးအဲ့တော့ဒီဟာတွေကတော့ကိုယ့်ဘာကိုပြန်ပြီးဟို interior ဝင်ရမယ်အပိုင်းပေါ့နော်အခုဒါကျွန်တော်အောက်ထပ်ကိုလိုက်ပြပေးမယ်ပေါ့နော်ဒါသူ့ရဲ့လေကားပုံစံလေးပေါ့လေကားကတော့တကယ်လို့ကိုကဒီလိုမျိုးဟိုအဝိုင်းပုံစံမျိုးလေးမကြိုက်ဘူးဆိုရင်တော့ဒဲပုံစံပြန်ပြောင်းလို့ရတယ်ဘာလို့ဆိုတော့တချို့ကြတော့အဲ့လိုမျိုးအဝိုင်းဆိုလို့ရှိရင်လမ်းလျှောက်ရင်ဟိုမူးတတ်တယ်ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ့တော့ဒါကတော့ကိုယ်ကြိုက်ပေါ့နော်ပြီးသွားရင်ဒီအောက်ထပ်မှာကသူကလူကြီးခန်းပေါ့လူကြီးခန်းလောက်လို့ရတယ်သူကရေချိုးခန်းအိမ်သားလည်းအကျယ်ကြီးပဲအခုဒါလက်ရှိမြင်ရတဲ့ပုံစံတိုင်းပေါ့နော်ပြီးရင်လူကြီးခန်းရဲ့အရှိမှာကသူကရေကူးကန်ရှိတယ်ဒါရေကူးကန်နဲ့တစ်ဆက်တည်းဆိုတော့အဲ့လိုနေရတာ feeling ကတော်တော်လေးဟိုတတောင်တက်တာဖြစ်တာပေါ့နော်လူကြီးရဲ့အတွက်ကြတော့အခုဒါဒီကနေထွက်လာပြီဆိုရင်ဒါကတော့အခုဧည့်ခန်းပေါ့ဒါဝင်ပေါက်ဒါသူ့ရဲ့ဧည့်ခန်းအနေထားပြီးရင်ဒီဘက်မှာလည်းသူကဧည့်ခန်းနှစ်ပိုင်းခွဲထားတာပေါ့အိမ်ကအရန်ကြီးတော့သူကလို့ပတ်1ပတ်2နဲ့ပေါ့နော်အဲ့လိုဒီဘက်မှာကဟို TV နဲ့ဟုတ်ကဲ့ပြီးရင်ဒီဘက်မှာကတော့သူကထမင်းစားစပွဲလူ10ယောက်စာစားလို့ရမယ်ပြီးရင်ဒီဘက်ခြမ်းမှာဆက်သွားရင်သူကရေချိုးကိုင်းသားရှိမယ်ဒါကတော့ဟိုရာလျှက်စစ်ပစ္စည်းတွေဟိုထားတဲ့နေရာပေါ့နော်ပြီးရင်ဒါသူ့ရဲ့ kitchen ကတော့ဟိုလုံလုံလောက်ရှိတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့အရန်ကြီးပါတယ်ဆိုတော့ feeling တော့မဟုတ်ဘူးပေါ့နော်ဘာလို့ဆိုတော့အိမ်ကတော်တော်လေးကြီးရယ်မိဖို့ချောင်းဒီ size ဆိုတော့ဟိုအရန်ဝါဖြစ်တယ်လို့တော့ပြောလို့မရဘူးဟောပြီးရင်ဒီဘက်မှာကဟိုရာရှိရယ်mid room ပေါ့ဒီဘက်မှာကသူက mid room နှစ်ခန်းရှိတယ် mid room အတွက်ရေချိုးကိုင်းတာတစ်လုံးပါမယ်ဒီဘက်ကိုဆက်လာရင်သူကဒါလေးကဟိုနည်းနည်းထူးဆန်းတယ်ဒါသူတို့ရဲ့ဖွဲ့စည်းပုံလေးပေါ့နော်အခုဒီမှာကျွန်တော်တို့လက်ရှိမြင်ရတဲ့ပုံစံကဒီမှာကဟို
living room လို့အဲ့လိုနားနေဆောင်လို့ပေါ့နော်သူတို့လောက်ထားတာဒီမှာဝိုင်ခွက်တွေပါတယ်နဲ့ဒါပေမဲ့တကယ်တမ်းကဒီနေရာကကျွန်တော်စိတ်ထင်ပြောရမယ်ဆိုရင်ကားပါကင်ကိုမှအဲ့လိုမျိုးဟို sport type ကားတွေပေါ့ဒီ Ferrari တို့ Lamborghini တို့အဲ့လိုမျိုးsport type တွေကိုတိန်းတဲ့ကားကိုယ်တော်ပုံစံမျိုးကိုလောက်ထားပေးတာအခုဒါကျွန်တော်တို့အိမ်ကနေထွက်လာလို့ရှိရင်မြင်ရမယ့်အနေအထားလေးပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်ပြပေးချင်တာသူ့ရဲ့ဒါပန်းချံအနေအထားလေးပေါ့ကျွန်တော်ဒီမှာလေးနောက်ထပ်မကြိုက်တာတခုကဘာလဲဆိုတော့သူကအရှိမာကမြေကတော့တော်တော်လေးပါတယ်ဒါပေမဲ့ဘေးတွေမှာလေမြေသိမ့်မရှိဘူးအဲ့လိုဟိုဘက်ဘေးကအိမ်နဲ့ဆိုလို့ရှိရင်နည်းနည်းလေးပြောမှဆိုစိတ်ထဲမှာကတ်နေရပါတော့အဲ့ feeling လေးရတယ်ကျန်တဲ့ဟာတော့အဆင်ပြေတယ်ဒီအရှိပိုင်းတို့အနောက်ပိုင်းတော့အဆင်ပြေတယ်ပြီးဒီဘက်ချမ်းမှာတော့သူဟိုရေကူးကန်လေးပါတယ်ရေကူးကန်အခုနကဒီလူကြီးခန်းနဲ့တစ်ဆက်တည်းဆိုတဲ့ရေကူးကန်ပေါ့နော်ဟုတ်ပြီးသွားရင်ဒီဘက်ချမ်းမှာဒါဟိုကားပါကင်ခုနရက်လို့ရပါတယ်ဆိုတဲ့ဟာပေါ့နော်ဒီနေရာလေးပေါ့ဒီဟာဆိုလို့ရှိရင်ကားက6စီးလောက်ရက်လို့ရတယ်ဒီအရှိမှာအဲ့တော့ဒီအိမ်ရဲ့ဈေးကသူကဘတ်တန်း115ကနေ130ကျော်တိရှိရပါတော့လက်ရှိမှာဒါကအကြီးဆုံး site ဒီအိမ်ရထဲမှာပေါ့နော်အဲ့တော့ site အသေးနဲ့ site လက်ကတော့ရှိသေးတယ်အဲ့ဒါကြတော့သူကပို့ပြီးတော့ဟိုဈေးသက်တာပါပေါ့နော်ဟုတ်အဲ့တော့ဟိုဒီအိမ်ရဲ့အနေထားနဲ့သူ့ရဲ့ဒီပတ်ဝန်းကျင်တွေကိုပြောရမယ်ဆိုလို့ရှိရင်တော့ဟို luxury vibe ဆိုတဲ့ feeling လေးရတယ်ပြီးသွားလို့ရှိရင်ဒီပတ်ဝန်းကျင်ကလည်းစိတ်ငြိမ်နေ secure ဖြစ်တယ်ပေါ့နော်ဟုတ်အဲ့တော့ပို့ပြီးတော့ဒီ project ကိုလိုက်ပြီးကြည့်ရှင်တယ်အိမ်ပုံစံလေးတွေလိုက်ပြီးကြည့်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်မြင်လို့ရပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်အခုနကကျွန်တော်ပြောရတဲ့အထဲမှာ location အကြောင်းလေးပြောဖို့ကြံသွားလို့အဲ့တစ်ချက်လေးကိုကျွန်တော်ထပ်ပြီးတော့ပြချင်ပါတယ်အဲ့တော့ location ရပြောရမယ်ဆိုလို့ရှိရင်ဒီ project ကသူကအနာဂတ်မှာလာမယ်ဒီမိုးပြန်ရထားအပန်းရောင် line တွေကဒီဟို0ကီလိုမီတာလို့တောင်ပြောလို့ရတယ်။ဒါဆိုဒီအိမ်ရဝင်းထဲကနေထွက်တာနဲ့သူကအရှိမကဒီမိုးပြန်ရထားရှိတယ်။ဒါပေမဲ့ဒီရထားလန်ကသူက2028မှာပြီးမှာပေါ့နော်။အခုလက်ရှိကတော့မြင်နေရပြီအရှိမတော့ဒီစောက်ပြီးသားကိုမြင်နေရပြီ။ဟိုရထားတော့မဆွဲသေးဘူးပေါ့နော်။ဟုတ်။အဲ့တော့သူ့ဘေးပတ်ဝန်းကျင်မှာဘာတွေရှိလဲဆိုလို့ရှိရင်ကျွန်တော်ဒီ Icon CN တို့ဒီ Asia Tech တို့ပြောရလို့ရှိရင်ဒီTerminal 21တို့Terminal 21ဆိုတာသူ Rama 3 Terminal 21ပေါ့နော်ဟိုအစုပ်မြို့လေဟာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီဟို shopping mall တွေနဲ့သွားမယ်ဆိုလို့ရှိရင် distance အရဆိုလို့ရှိရင်သူက8 to 10 km ပဲရှိတယ်အဲ့တော့ကားနဲ့သွားမယ်ဆိုလို့ရှိရင်7မိနစ်15မိနစ်ပတ်ဝန်းကျင်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီCN Paragon လိုမျိုးနေရာသွားမယ်ဆိုလို့ရှိရင်သူက20ကနေ25မိနစ်လောက်ကားမောင်းလို့ရတယ်ဟုတ်ပြီးသွားလို့ရှိရင်သူရဲ့ဒီဘေးမှာကဟိုကြောက်ဖြာမြစ်ပေါ့နော်ကြောက်ဖြာမြစ်ကလည်းဒီ project နဲ့ကဟိုအရင်တော့မနီးဘူးပေါ့နော်ဒါပေမဲ့ကားမောင်း distance ဆိုလို့ရှိရင်တော့9မိနစ်10မိနစ်နဲ့ဆိုလို့ရှိရင်ရောက်တယ်အဲ့တော့ဟို location ရပြောရမယ်ဆိုရင်တော့ဟို true တော့ပြောကြမလို့ပေါ့နော်ဟုတ်ကဲ့